ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကတော့ precious spindle snail ကြောက်ခရုတစ်မျိုးပါတထေးကြီးတွေမင်းဆိုးရစားတွေစုဆောင်းလေးရှိတဲ့အရာမျိုးပါဈေးရမ်းကြီးလွန်းလို့တဲလေးဝယ်နိုင်မှာမဟုတ်ဘူး ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကအုံခရုပါအရသာကအဘလိုနီးနဲ့တူတဲ့အရသာရှိတဲ့အတွက်တဲလေးကြိုက်ဖြစ်မှာပါ ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကငန်းချီတော့ခရုချစ်ပါအရသာကကမာကောင်နဲ့တူတဲ့အရန်အရသာရှိပေမဲ့အသားတော့နည်းနည်းပဲပါတာ ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကအကြောင်မျက်လုံးခရုပါသူ့သားကအရသာရှိပြီးပေါင်းစားတာအတင့်တော်ဆုံးပဲတဲလေးစားခြင်းရင်ကိုဝယ်ကျွေးမယ်နော် ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကကတော့ပုံခရုပါလူသားစားခရုလို့လည်းခေါ်ကြတယ်အကြိုက်ခံရရင်ဆရာဝန်တော်မကယ်နိုင်ဘူးအစိတ်ရမ်းပြင်းပါတယ် ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါက mountain stream snail တောင်ကျစမ်းကြောင်းခရုပါအရသာအရန်ရှိပေမဲ့ကိုဆိုရင်တော့မစားရဘူး ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကလက်ခရုပါတွေ့ရအများဆုံးစားလို့ရတဲ့ခရုတွေကတစ်မျိုးပေါ့စီပူထိုးအဆက်ချက်စားတာအကောင်းဆုံးပဲတဲလေးစားချင်လား ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါက phoenix ခရုပါသူ့အသားကကြမ်းတမ်းပြီးညီနဲ့အရန်ပြင်းတယ်ဘာပဲဖြစ်ဖြစ်ဒီခရုကိုစားလို့မရပါဘူးတဲလေးရေ ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကပင်လယ်ခရုကြီးပါပင်လယ်ခရုတွေထဲမှာအရသာအရှိဆုံးတွေကတစ်မျိုးပေါ့ဒါပေမဲ့ဈေးကြီးလုံးပါတယ် ဒီခရုတွေကစားလို့ရလားရှင်ကိုကို ဒါကအိုးချမ်းဘက်ပုံစံခရုပါသူကအိုးချမ်းဘက်ကိုတုံးပြီးလက်ခရုရောင်ဆောင်နေတာအတူကြီးမို့စားလို့မရပါဘူးတဲလေးရေ အခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးပါနော်ကိုကို ရပါတယ်အတဲလေးရေအဆင်ပြေမဲ့ဆိုဗီဒီယိုလေးကို share ပေးသွားပါ